ကျွန်တော်အကောင့်ထဲမှာ1ဘီလီယံကျော်ရှိနေတာတေချာပေမဲ့လုံးဝမပြောနိုင်ခဲ့ဘူးဘာလို့လဲဆိုတော့စနစ်ကကျွန်တော်ကိုအေးဆက်ဆက်နဲ့တတိပေးလာတယ်24နာရီအတွင်းမှာဒီပတ်စံတွေအားလုံးကိုကုန်အောင်သုံးရမယ်တဲ့မဟုတ်ရင်ကြောက်ကတ်တလုံးထုတ်ယူပြီးတော့ဘာမှမရှိအောင်လုပ်ပြမယ်တဲ့ကျွန်တော်လက်ဖွားတွေချွေးပြန်လာတယ်ဖုန်းထဲကလက်ကျန်ငွေကိုစစ်ကြည့်တော့1ဘီလီယံကျော်ရှိနေတယ်ဖုန်းမျက်နှာပြင်မှာ24နာရီတဲ့အချိန်ကစရည်နေပြီတစ်စက္ကန့်တော့အလားသမတ်ဖြစ်စေပဲဘေးဗျူးပီလာစီတန်တေးတော့တာပဲကျွန်တော်လည်းအပြင်ရောက်ရောလုံခြုံရေးကဂိတ်တကားကိုဝုန်းကနေပိတ်ချလိုက်တယ်ဒါကအထူးစိန်ခံရက်ကွက်ဖိတ်ကြားစာမပါရင်ပေးမဝင်ဘူးသူကဧည့်သည်စီးရင်တွင်းတဲ့စပွဲစီကိုလက်ညှိုးထိုးပြတယ်သူ့ပုံစံကအမိုက်ပုံကိုညွှန်ပြနေတယ်လို့ပဲကျွန်တော်လည်းရှင်းမပြနိုင်တော့ဘူးဗီလာလာဝယ်တာလို့ပဲပြောလိုက်တယ်လုံခြုံရေးကကျွန်တော်ကိုလူပြက်တယောက်လိုအထက်အောက်ကြည့်တယ်မင်းကဗီလာဝယ်မလို့လားငါတလားမှ2300ရတာတောင်းအဲ့ဒီလောက်အိမ်မက်ဘူးတဲ့ကျွန်တော်ခေါင်းထဲမှာအချိန်တွေကုန်နေတာပဲရှိတယ်ငါအချိန်ကိုထပ်ဖြုံးနေရင်တော့ငါတကယ်စိတ်တူတော့မယ်လို့ပြောလိုက်ရောလုံခြုံရေးကကြောင်သွားတယ်ပတ်စံရှာဖို့လောနေတဲ့သူပဲမြင်ဘူးလေတုံးဖို့လောနေတဲ့သူမျိုးသူတခါမှမမြင်ဘူးလေသူကထပ်ပြီးနှာခေါင်းရှုံနေမင်းကကိုတကယ်ယုံသွားတော့မလို့ပဲဘီလီယံ90ရှိတယ်လို့ပါလိမ့်လိုက်ပါဦးလားအဝိစားကအပေါ်စားတွေနဲ့ဖုန်းထဲက message အတူကိုကြည့်ပြီးမင်းကိုမင်းကဘာအချမ်းသာဆုံးမှတ်နေရလားတဲ့ကျွန်တော်ဒေါသထွက်လွန်းလို့ရေးမိပြီးဖုန်းကိုသူ့မျက်နှာနာကပ်ပြလိုက်တယ်မျက်လုံးဖွင့်ပြီးသူ့ညတွေကိုတေးသေးချာချာရေးတွက်ကြည့်စမ်းလို့ပြောလိုက်တာပေါ့သူတေချာမကြည့်ရသေးခင်မှာပဲလုံခြုံရေးကောင်းဆောင်ကရောက်လာပြီးဟိုဟူရှင်းဆိုတဲ့ကောင်ပြဿနာလာရှာရင်နာမည်ပြက်စရင်တွင်းလိုက်တော့အိမ်ချမ်းမြေလုပ်ငန်းကလူထဲမှာသတင်းတွေပြက်နေပြီးသူ့ရီစားဟောင်းကအစ်စ်နဲ့အိမ်လာကြည့်မှာမင်းတို့အဲ့ဒီကောင်ကိုပေးမဝင်နဲ့အဆက်ခွဲမခံစေနဲ့လို့ပြောတယ်ကျွန်တော်စွန့်သွားတယ်ကျွန်တော်ကလူမွဲဆိုတာအိမ်ချမ်းမြေဝန်ထမ်းတွေအထိသိနေကြတာပဲအဲ့ဒီအချိန်မှာပဲစိန်ခံကားတစ်စီးဂိတ်ဝမှာဝုန်းခနဲ့ရက်လိုက်တယ်မှန်ကြလာတော့ကျွန်တော်အယမ်းမုန်းနဲ့အတန်ထွက်လာတယ်အိုးဒါဟူရှင်းမဟုတ်လားတဲ့ကားထဲမှာထိုင်နေတာကကျွန်တော်စီကအကုန်ယူပြီးထားခဲ့တဲ့ရွှေတူးသူရီစားဟောင်းဝိုင်းရင်ဟုံနဲ့သူရီစားအစ်စ်လီကွန်ကျွင်းဝိုင်းရင်ဟုံကပါဆက်ပိတ်ပြီးရဲတယ်ဟဲနင်းတကယ်ပါလားငါတို့နောက်ကိုဘေးဗျူးပီလာအထိတောင်းပန်ဖို့လိုက်လာတာလားတဲ့ကျွန်တော်ဒေါသကိုမျိုးတိတ်ပြီးပြောလိုက်တယ်ငါဗီလာလာဝယ်တာတောင်းပန်တာမဟုတ်ဘူးဆိုတော့ဝိုင်းရင်ဟုံကမတက်တောင်မရက်နိုင်အောင်ရဲတော့တာပဲနေမှာပြောလိုက်တယ်ငါမကြားလိုက်လို့ကျွင်းရီကြားလိုက်လားငါရဲ့အတုံးမကြားတဲ့ရီစားဟောင်းကဗီလာဝယ်မလို့တဲ့လီကွန်ကျွင်းကပြုံးစီစီနဲ့တိုက်ဆိုင်လိုက်တာငါတို့လည်းဝယ်မလို့ပဲလာလီကားနောက်ခန်းကလိုက်ခဲ့ချမ်းသာတဲ့သူတွေဘလို့နေထိုင်လဲဆိုတာငါပြမယ်တဲ့သူကချမ်းသာတယ်ဆိုတဲ့စကားလုံးကိုတမင်အတန်ဆွဲပြောသွားတယ်ကျွန်တော်လည်းကိတ်မှာပိတ်မိနေတာနဲ့ပဲတက်လိုက်တာပေါ့ဝိုင်းရင်ဟုံကချက်ချင်းနှာခေါင်းပိတ်တယ်ဟူရှင်းနေတကယ်တက်လာလားငါရီစားရဲ့ကားတစ်ကြီးညက်ပတ်သွားမှမကြောက်ဘူးလားတဲ့ကျွန်တော်ကားထဲကိုဝေးကြည့်ပြီးအေးစစ်စစ်ပဲပြောလိုက်တယ်မစိုးပါဘူးတိန်းတောင်းချီတန်တာပဲလီကွန်ကျွင်းမျက်နှာပြတ်သွားတယ်ဒီကားကတိန်း1000ကျော်ပဲတန်တာဒါပေမဲ့ဘလောက်တန်မင်းတော့ဝယ်နိုင်မှာမဟုတ်ပါဘူးတဲ့ကျွန်တော်ကောင်းကြီးလိုက်တယ်ဟုတ်တယ်တိန်း1000 2000တန်ကားတွေကိုငါစိတ်မဝင်စားဘူးလို့ပြောတော့ဝိုင်းရင်ဟုံကထက်ရတဲ့ဟူရှင်းနေဘယ်တော့ကအဲ့ဒီလောက်လေကြီးတက်သွားတာလဲကျွန်တော်မျက်လုံးမေးပြီးပြန်ပြောလိုက်တယ်နင်မမသိတာနင်ကငါခန္ဓာကိုယ်ကိုပဲမက်ခဲ့တာမဟုတ်လားဆိုတော့လီကွန်ကျွင်းကကားကို break အုပ်ပြီးဝိုင်းရင်ဟုံကိုကြည့်တယ်မင်းကအပြိုစင်ပါဆိုဝိုင်းရင်ဟုံမျက်နှာဖြူရော့သွားပြီးကျွင်းကျမမလိမ့်ပါဘူးဟူရှင်းနဲ့နှစ်တွဲတာသူကျမကိုတခါမှမထိဘူးပါဘူးဟူရှင်းနေရှောက်မပြောနဲ့လို့អော်တယ်ကျွန်တော်ကလက်ဝါးဖြန့်ပြီးအနာပေါ်စားဖြူလိုက်တယ်ဟုတ်ပါသည်နှစ်လုံးလက်တောင်မကင်ဘူးပါဘူးအရေးပြားယောဂကူးမှကြောက်လို့ပါဆိုတော့ဝိုင်းရင်ဟုံပောက်ကွဲပြီးအခုချက်ချင်းကားပေါ်ကဆင်းလို့អော်တယ်ကျွန်တော်လည်းတကားဖွင့်ဆင်းလိုက်ပြီးတခုံးပဲပြောခဲ့တယ်ဟေးငတုံးကြီးမင်းရဲ့မင်းသမီးလေးစိတ်ဆိုးသွားပြီနော်လို့ပြောလိုက်ရောလီကွန်ကျွင်းကဝိုင်းရင်ဟုံကိုပါမင်းလဲဆင်းတော့ဟူရှင်းလို့လူမွဲနဲ့နှစ်တွဲခဲ့တဲ့မိမကိုငါကအကျွင်းကြံတွေယူရမှာလားလို့អော်တော့တာပဲသူတို့ရန်ဖြစ်တာကိုကျွန်တော်စိတ်မဝင်စားတော့ပဲအယောင်ဌာနနဲ့တန်းဝင်သွားတယ်ဝန်ထမ်းမလေးကပြေးလာပြီးဗီလာကြည့်မလို့လားရှင်းလို့မေးတယ်ကျွန်တော်ကက်ကိုထုတ်ပေးပြီးဈေးကြီးဆုံးတစ်လုံးပေးလို့ပြောလိုက်တယ်မလေးကအံ့ဩပြီးရှင်းတကယ်ပြောတာလားလို့မေးတယ်ကျွန်တော်ဈေးဝယ်ရင်စိတ်မရှိတတ်ဘူးကြိုက်တာပြပတ်စံချင်းမယ်ငါအချိန်ကိုမဖြုံးနဲ့လို့ပြောလိုက်တာခမ်းမတစ်ခုလုံးဘုံပေါက်တယ်လို့ဖြစ်သွားပြီးလူတိုင်းလက်ကြည့်ကြတဲ့အထဲကိုအခုလေးတင်ဝင်လာတဲ့လီကွန်ကျွင်းနဲ့ဝိုင်းရင်ဟုံတောင်ကြောင်းသွားတယ်ဝိုင်းရင်ဟုံကတင်းရယ်ပြီးဟန်ဆောင်နေတာပါလို့ပြောတယ်ဝန်ထမ်းမလေးကအတန်နှိပ်ပြီးလူကြီးမင်းအခုအကောင်းဆုံးကနံပါတ်2ဗီလာပါ880မီလီယံကျပါမယ်တဲ့ကျွန်တော်မျက်ခုံးကိုပစ်လိုက်ပြီးတော့အကြီးဆုံးကဗီလီယံတောင်မပြည့်ဘူးလားဒါကစော်ကားတာပဲလို့ပြောလိုက်ရောဝိုင်းရင်ဟုံကဝင်ပြီးတော့သူကကျမရီစားဟောင်းပါပတ်စံလည်းမရှိဘူးအပြစ်ခံရလို့ယူသွားတာ1000တောင်ရှိတာမဟုတ်ဘူးလို့ပြောတယ်ကျွန်တော်သူ့ကိုလှည့်တောင်မကြည့်ပဲအဲ့ဒီတလုံးပဲပြက်ချစ်လိုက်တော့လို့ပြောလိုက်တယ်ငွေပေးချေမှုအောင်မြင်သွားတယ်အားလုံး3စက္ကန့်လောက်ငြင်းကျသွားပြီးမှအန်အော်တကြီးတွေဖြစ်ကုန်ကြတယ်ဝိုင်းရင်ဟုံရဲ့အပြုံးတွေခဲသွားတယ်လို့လီကွန်ကျွင်းကလည်းပါရိုက်ခံလိုက်ရတယ်လို့မျက်နှာကြီးတွန့်လိန်နေတာပဲကျွန်တော်လီကွန်ကျွင်းကိုကြည့်ပြီးမင်းလည်းပဲလို့ပြောလိုက်တယ်သူကငါဘွားအေကြီးရဲ့ဝက်ကကလေးမွေးတော့မယ်အဲ့ဒါသွားကြည့်ရအောင်မယ်နောက်မှလာခဲ့မယ်ဆိုပြီးထွက်ပြေးသွားတယ်ကျွန်တော်လက်ကျန်ငွေကိုကြည့်တော့အများကြီးကျန်နေသေးတာနဲ့ဝန်ထမ်းမလေးကိုပိုတက်တာရှိသေးလားလို့မေးတယ်ရှိရင်နောက်တစ်လုံးထပ်ယူမယ်ဘီလီယံပြည့်အောင်300မှမလို့ပါဆိုတော့ဝန်ထမ်းမလေးခွေချမတက်ဖြစ်သွားတယ်120မီလီယံတန်တာတစ်လုံးရှိပါတယ်ရှော့ဈေးလုပ်ပေးပါမယ်တဲ့ကျွန်တော်ကက်ကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးရှော့ဈေးမလို့ဘူးမြန်ပဲလုပ်ပေးပတ်စံသုံးနေတာကိုလာမနောက်ရှက်နဲ့လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲဝိုင်းရင်ဟုံကပြေးလာပြီးကျွန်တော်လက်ကိုကိုင်းနေကိုကြီးရဲ့ကိုကြီးကချမ်းသာတာကိုဖုံးထားတာပဲကျမကကိုကြီးတိုးတက်အောင်လို့တမင်လမ်းခွဲပြတာပါအခုကြည့်ပါဦးနှစ်ရက်အတွင်းကိုကြီးတကယ်အရေးချင်းပြနိုင်ပြီပဲတဲ့ကျွန်တော်အသက်ပြင်းပြင်းရှူပြီးပြောလိုက်တယ်နင်းညနာပေါ်ကပေါင်တာတွေကဘယ်နှစ်ပေါင်တောင်ရှိလဲငါမင်းကိုစိတ်မဝင်စားဘူးဆိုပြီးလက်ကိုခါထုတ်လိုက်တယ်ပြီးတော့ဝန်ထမ်းမလေးကိုကြည့်ပြီးမင်းကိုငါဗာမေးထားလဲလို့မေးလိုက်တယ်မလေးကသတိပြန်ဝင်လာပြီးနံပါတ်8ဗီလာဝယ်လို့ရပါတယ်တဲ့ဒုတိယအကြိမ်ငွေချေတာလဲအောင်မြင်သွားတယ်ဝန်ထမ်းမလေးကပျော်လွန်းလို့မျက်ရည်တောင်ဝဲနေပြီးစာချုပ်ပြင်မလို့လုပ်တော့မှာပဲမန်နေဂျာဆိုတဲ့အမျိုးသမီးတယောက်ကောတော့နဲ့ရောက်လာတယ်ကျမကအယောင်မန်နေဂျာကျန်းရွှေပါရှင်းလို့တန်းရချီသုံးတဲ့သူကိုကျမကိုယ်တိုင်ဝန်ဆောင်မှုပေးပါမယ်သူကအလုပ်တင်မလေးမလို့ကျမကပို့ပြီးကျွမ်းကျင်ပါတယ်တဲ့ဝန်ထမ်းမလေးမျက်နှာဖြူရော့သွားတယ်သူကော်မရှင်အလူခံရတော့မယ်ဆိုတာသိတာပေါ့ကျွန်တော်အေးဆက်ဆက်နဲ့ပြောလိုက်တယ်မလို့ဘူးငါသူနဲ့ပဲလုပ်မယ်မဟုတ်ရင်ငွေပြန်အန်းတော့ဗီလာနှလုံးလုံးမဝယ်တော့ဘူးလို့ပြောလိုက်ရောကျန်းရွှေမျက်နှာပြတ်သွားတယ်ကျွန်တော်ကဆက်ပြောတယ်ငါပထမဆုံးဝင်လာတော့ကဘသူကကူညီခဲ့လို့လဲအခုငါရဲ့အကျွေးဆေးလောက်ပဲရှိတဲ့ပတ်စံကိုသုံးလိုက်တော့မှမင်းကရောက်လာတာလားငါကိုဘာမှတ်နေတာလဲဆိုတော့ကျန်းရွှေကဒေါသကြီးနဲ့ရှင်ကရုတ်တရက်ချမ်းသာလာတဲ့ကောင်းမရှိတာပါရှင်ကလူကုန်ထမ်းမှတ်နေလားတက်တိရှိရင်နောက်ထပ်အိမ်တွေအများကြီးထပ်ဝယ်ပြလေတဲ့ကျွန်တော်သူ့ကိုလစ်လူရှုလိုက်တယ်ပြီးတော့နောက်ထပ်စက္ကန့်ပိုင်းတွင်းမှာပဲကျွန်တော်ရဲ့ဘိုးဘွားတွေသာတည်ရင်တကယ်စိတ်ဆိုးမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်